UCI အမျိုးသမီးဥက္ကဋ္ဌသူအပိုင်စကားပြောခွင့်ရရှိခြင်းကိုအလဲပေါ်ဂုဏ်ယူဝတ်မောက်ပါသည်ပထမဦးစွာအတင်းအကျပ်ချွေးပြခံခဲရသောရဟန်းကြလူမျိုးခမန်းအားပွန်တတန်းခွဲကန်အတွက်အသားကဲကိုလူရာနေရာများပဲအဲကဲသောဘင်္ဂလားဒေ့ရှ်အစိုးရနော်ပေသူလူတို့အားလုံးကိုကျမ၏နှလုံးသားအောက်မှအတူကျေးဇူးတင်ကြောင်းလဲနာစွာပြောကြားလိုပါသည်ဒီနေ့လွေလေးနေ့မှာဝါဟန်ကြအမျိုးသမီးတို့အနေနဲ့လေဒုက္ခတဲ့စကမ်းမှာအမျိုးသမီးကောင်းဆောင်တို့အနေနဲ့လေကျမ၏ဝါဟန်နှလုံးသားတွေကနေစကားပြောလိုပါသည်ကျမတို့အတွက်လွေလေးဆိုတာစကားလုံးတစ်လုံးသို့မဟုတ်တမိုင်းဝင်ရာဇဝတ်တစ်ခုသာမဟုတ်ပါဘူးဒါဟာကျမတို့ကလေးအိမ်မတွေအမျိုးသမီးမျော်လင့်ရှာတွေဂုံသိက္ခာကြီးစွာနေတိုင်လို့တဲ့ရိုးရှင်းတဲ့စံသားတွေကိုကိုစားပူတာတာဖြစ်ပါတယ်မမနိုင်ငံလွယ်လွယ်ရဲ့မရရှိမိကတဲ့ကလွယ်လွယ်ရဲ့ရရှိနိုင်ရင်အတွက်ဘုံချိုးအောင်ဆန်းဦးရာစေတော့အပါဝံအာဇာနည်ကောင်းဆောင်များစွာနော်အပိုင်မဲ့ပေသူအများပိုင်အသားများကိုဆွဲလဲခဲ့ရပါသည်တော်ကလေးစေချိတ်ကူနိုင်ဇန်နဝါရီလ4ရက်နေ့တွင်မမနိုင်ငံလွယ်လေးရဲ့ရရှိခဲ့ကောင်းမှာတမိုင်းဝါအကားသမယကြီးတရေပပသည်အဲ့ဒီအရှိကာလတွင်ကျွန်တော်တို့ဝါကြလူတို့တီလေနိုင်ငံသားအပိုင်အတိအမဲပူခံရပြီးအကွာဟဲများဂုံသေးကများရှိခဲ့ပူပါသည်ကျွန်တော်တို့ဘိုးဘွားစင်စားများသည်မိမိတို့ဇာတိမေတွင်ငင်းချမ်းစွာနေတိုင်ခဲ့ကြပါသည်သို့တော့တော်ကကောက်စင်နိုင်ကူနိုင်စိုက်တဲ့အာနာသိမ့်မှုမှစားရကျွန်တော်တို့ဤအကွာရဲများကိုတပေးပေးယုံသိသွားခဲ့ပါသည်နိုင်ငံသားပိတ်ခွင်လဲလဲစွာသွားလာခင်ပညာရေးရှမ်းမရဲ့အခွင့်အရေးများကိုတပေးပေးဆုံးကျုံးလာရပါသည်နောက်ဆုံးတွင်ကျွန်တော်တို့သည်မိမိတို့ဤဇာတိမေမှာအတင်းကျပ်ထွက်ကြရပြီးယနေ့ဒုက္ခတွေဘဝတို့ခြုံထွေးနေရပါသည်ဒီအကန့်နဲ့ဟာအလဲဝေးနေစရာွေကောင်းပြီးနာချင်စရာအတွေ့အချုံတရေပြပါသည်ကျွန်တော်တို့ဝါကြလူတို့သည်နေပေါင်းများစွာနေရဆွဲကွာမှုကြောက်ရဲမှုဆုံးချုံမှုများကိုစတိုက်ရှုံထွေးလာခဲ့ရပါသည်ဒါပေမဲ့ကျွန်တော်တို့သည်အကျိုးတရားနေတာမနေတိုင်ပါလူမွားတိုင်ဝဲတရေသည်လဲလဲရတော့တိုက်ပွဲဝင်ရတော့လာနာမမစားတိမ်ပါဒါဟာတတိဆဲလုံးရင်ရွယ်မှုမြာလန်းချကနေစားတိမ်တာဖြစ်ပါတယ်အတူတပင်ဝါကြအမျိုးသမီးများသည်နာချောမှုများကြတဲ့မှပြီးမိသားစုများကိုကာခွေတောက်ပန်းပြီးကလေးများကိုပညာပေးကအသားဝတ်ကိုဆလာတင်းတင်းကြပါသည်အမျိုးသမီးကောင်းဆောင်မှုဆိုတာအာနာရှိကောမဟုတ်ပါဘူးရှိုးပေးနေရင်တော့မြော်လာရှာကိုမလဲရှာနိုင်ခင်ဖြစ်ပါသည်ဒုက္ခတဲ့စကဲအတွင်မှတော့ကျွန်တော်တို့သည်အကျဉ်းပါမှုအစငွေချမ်းရက်ကိုရွေးချယ်ပါသည်အမုံအစဂုံတဲကာကိုရွေးချယ်ပါသည်များတဲ့ဂျာတဲမှပင်မြော်လင်းရှာကိုခိုင်ထားပြီးတရားမြတ်တရားမှုနော်လဲလဲရဲ့ဒီတနေ့မှမပိုင်းမနေပဲလေရောက်ရှိလာမည်ဟုယုံခဲ့ပါသည်အမျိုးသမီးများ၏အသက်များကိုနားတင်တော့ကပါကြီးမှာပလဲများပုံမလုံရှုံပြီးအနာကဲသည်လေပုံမရှိရှူရွင်ပါမှုရှိလာမည်ဟုဖိုက်ပါသည်လဲလဲရဲ့ဆိုဒီမှာလူအကျော်အထွားတာမပိတ်သုံးပါလူတိုင်းအထွားတာပါရပါမည်ယနေ့လွေလေးနေရာကတမရတော့ကျွန်တော်တို့တောင်းဆိုလို့ဒီမှာလူသားတို့အပိုင်
အတိအမဲပူကံရကင်းတာဖိုက်ပါသည်မိမိတို့ဇာတိမေတွင်ဂုံသိက္ခာငိမ့်ချဲရဲ့နော်လဲမှုကိုလူတိုင်းအတွက်ပဲလေအဒီပေပွန်ဆိုပေးနိုင်ပါစေကြောင်းနှလုံးသားအပေဖွန်ဆုတောင်းအပ်ပါသည်နာတော်ပေးသည်အတွက်အတူချေစုတင်ပါသည်